ဘလောက်ကြလဲဒီနေ့မေမေ ဒီနေ့ မေမေတက်တက်လေး ကလေးမမေဒီမှာဘေးနား သမီးလေးရေသမီးလေးဟုတ် တားလေး ဟုတ်လားတာရေမမေကဒေါ်ပလေးနဲ့တွေ့မှနေတိုင်းဝင်ငွေတွေကျန်းနေရောကိုရယ်တာဟိုသူပြောချင်တာကြည့်ပါဦးအိုးဒီနေ့ဘယ်လောက်ရလဲပြောပါအောင်တာမေမေဘယ်လောက်ရလဲဒီနေ့ဒီနေ့2880မမအခုလေအကောင့်ထဲကဝေမကြည့်ရသေးဘယ်လောက်ရသွားပြီလဲမသိဘူးဒီနေ့ လောက်ရပြီ နည်းမဟုတ်ဘူးနောက်ထပ်100ကိုရှိသေးတယ်သူကအလောက်ကမပြန်သေးလို့ခွေးမဟုတ်လိမ့်စာထဲပေးပြီးသား ဟုတ်လားကေမကဘလို့ခံစားရလဲပီတိ မမရဲ့အရင်ပြောတာပေါ့ဒီလိုမျိုးတစ်ခါမှလည်းမရဘူးဟိုအရင်တော့ကစက်ရုံအလုံးမှာဆိုလို့ရှိရင်တစ်လမှ9000တောင်မှပဲဟိုမပြည့်တပြည့်ပေါ့နော်အခုဒီမှာကြည့်အောင်ခလေးမမေနဲ့တစ်လ2000ခွဲပြည့်တော့မယ်အဲ့ဒါ21ရက်စာ2000ခွဲပြည့်တော့မယ် ခုရက်စ2000ခွဲပြည့်တော့မယ်ကြည့်ပါဦး ဟုတ်တယ်အဲ့ဒါခလေးတစ်ပတ်နဲ့တော့အားတဲ့ချိန်လေးပဲလောက်တာအမမနေ့ပိုင်းဆိုလို့ရှိရင်သူ့ကိုလေးနိုးတက်ရနဲ့မနေ့ပိုင်းတစ်ပိုင်းတော့ဘာမှလုပ်ချိန်မရဘူးနေ့ကပိုင်းနေအားလက်တဲ့ချိန်တစ်နိုင်နှစ်နိုင်လေးပဲလုပ်ရတယ် ဟဲဒါတော့မှလောက်တာရက်ပိုင်းပဲရှိသေးတယ်နော်ဟဲ ဟုတ်တယ်တစ်လတောင်မပြည့်သေးဘူး ဟဲဂုံယူပါတယ်ဝမ်းသာတယ်ကွယ်ဝေးဒိုးဖွဲ့တယ်မှာဒီလိုမျိုးတွေမြင်နေကျမပီတိတွေဖြစ်စနော်ပီတိတွေဖြစ်တယ်ထပ်တူဝမ်းသာတယ်တကယ်မမနဲ့လေမမနဲ့တွေးမှလေဒီလိုမျိုးလေဘယ်လိုပြောမလဲလောက်ရမယ်နီးလန်းနေလေခေါင်းထဲမှာတစ်ခုပြီးတစ်ခုပေါ်လာတယ်ဘယ်လိုလုပ်ရဘယ်လိုပြရမယ်ဆိုတာလေတစ်ခုပြီးတစ်ခုပေါ်လာတယ်အရင်တော့ကတည်းကဒီလိုမျိုးတွေးခဲ့ရင်လေအရင်တော့ကတည်းကဒီလိုတွေးရင်စောစီးစီးနေစားဖို့ကကျွတ်တယ်ရပါပြီအဲ့တော့